အမုံစလာလို့ ဘာပေါ်တာလဲ ဟာနော်ဥမတနက်ကွာခဏလေးဟာရပါတယ်အေးစေးပေါ့ညလေးရသွားမယ်မယုံအဲ့လိုပြောရင်ကျွန်တော်မယုံ နားတစ်ပင်နေရမို့အဲ့လိုမျိုးနေချင်းညချင်းကြီးရဲ့တစ်ပင်ဆိုတာရှိလားဒါနေချင်းညချင်းကြီးရဲ့တစ်ပင်ရှိတယ်အော်အေးလမ်းမှန်ဆိုဘာမှမလုပ်ဘူးတော့ဟာတော်တော်ချစ်နေလားသေပဲသေနေတယ်အဲ့ကိစ္စသူပြနေတယ်မင်းစားပေါ့ဘာကိန်းလဲဟိုစားကိန်းနေဒါကိုကြမနေ့ဆော်တဲ့ကိန်းနေထွေးဟဲ့ယူဟာခဏလေးနေပါဦးဘာလို့သွားဖတ်နေတာတော့ဟာတော်ချစ်နေတော့တစ်ပင်များဘာလို့တော့ဟဲ့ဆောင်းနေတော့အဲ့နာတစ်ပင်ကဘာမှမထွက်ဘူးလေဘာလို့ထွက်လာတာတော့လို့ဆောင်းနေတော့မထွက်ဘဲနဲ့ခုမှလာထွက်နေသေးတာကြရရတော့အဲ့တပင်ကြတဲ့ယူနေတာနေမယ်တဲ့သူလည်းယူနေတာနေမှာပါထိပြအောင်ထိသွားသေးတာလက်တက်နိုင်ပဲစော့ပြတယ်ကိုပူကြစော့ကိုပူကြလက်တက်နိုင်ပဲအကုန်အောင်ပြီးတက်နိုင်ပဲစော့တော့ကဗျအဲ့လာပါအောင်ပြစ်ပါအောင်ဘာတော့ဟဲ့ပြုတ်ကြသွားပြန်ဒီနေရာတော့သိတယ်ဒီနေရာသိတယ်ဟဲ့မတ်တပင်ပူဟာဒီနေရာတပင်ထွက်เสียလားငါလူမတပင်နေကိုမင်ကိုလို့တွေမရိုင်းပါနဲ့ကိုမင်ကိုလို့တွေမမေငါလို့အဲ့လောက်ရိုင်းနေကြတာလားကိုမင်ကိုလို့တွေလာပါဘာနဲ့နော်တိနေတယ်လေအဲ့နေရာကိုဒီပါလားညာလီသွားနေရာသွားလိုက်ကောက်ကိုကွာတော်ကြပါတော့စိုးနာတော့ငိမ့်နေတဲ့တစ်ပင်တွေကခုကြမှာငိမ့်မနေတော့တော်တော်ကြွအလုံးမတစ်ပင်ဟုတ်ပြ你看你们这都了不？呱呱！哦，အဲ့လိုမဟုတ်ဘူးအဲ့လိုစော်ကားတာမဟုတ်ဘူးsorry တပည့်ပြောစကားနားမထောင်ပြောစကားဆိုစကားနားမထောင်တော့တပည့်ဖြစ်ဟာခဏလေးဟာတော့နာတော့ချစ်တယ်ဆို
သွားပြန်ပြီကွာရှေ့ချော်ကြတာတစ်ပင်မမဦးတဲ့ ဘုတ်ဘုတ်ဘုတ်ပဲဘုတ်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  အလုံးမမအောင်အဲ့ဒါတဘာဝနဲ့ဆန့်ကျင်တာပဲလေဟာဒီအနောက်ကိုပြန်ဆုတ်တာလေတဘာဝနဲ့ဆန့်ကျင်တော့တစ်ပင်များဟာလိုဦးမမလိုက်နဲ့မလိုက်ပါနဲ့မလိုက် nice အာမေအုံနောက်ကွာနောက်ကျောကပြစ်တဲ့ကြီးစံဟိုဘာတော့ငယ်တော့ကလေဟိုစောက်မေးပွဲမှာစာစစ်ဆရာမလိုပဲသိလားသူကနည်းနည်းလေးမလောက်လိုက်တာနဲ့လှုပ်လိုက်တာနဲ့ဘေးကိုဝီးကနေရောက်လာလေအဲ့လိုဖြစ်ဒါတော့စာစစ်ဆရာမဝင်စားတော့တစ်ပင်ပေါ့အဲ့ဒါဆို ဟောမင်းကအဲ့လိုလားရတယ်လေစိတ်ချက်လေးတွေသိရတာပေါ့ကွာ လာနော်ဒါကြည့်ဘူးတဲ့ဒီနားလေးရလားဟဲ့ဒီဘက်ကသွားမှာပေါ့အဲ့ဒါဒီအောက်ကသွားမှာပေါ့ဟဲ့အကာအကွယ်လေးနဲ့လေအဖေနားရောက်သွားကြပြီတော့အဲ့ဒါဒီဘက်ကသွားရောဟဲ့လောက်ပါတယ်လို့ငါလိုပါသားလေး 没杀人的话， ကျေးဇူးတောင်ရကျေးဇူးတင်တယ်သိလားကျေးဇူးပါပဲခင်ဗျငါသာကျေးဇူးပဲကြည့်လာလားဟာအဲ့ဒီဝါရောစောင့်နေလိုက်တော့နော်တက်တာနော်ပြန်ပြီးအောင်တက်တာလောက်လိုက်မယ်တက်တာနော်ဟာတော့ တော်တရားကြဖို့ကောင်းတယ်အမကြီးရင် ဘာလုပ်တာတော့အဲ့ဒါဘာလို့ဟဲ့ဆော်တာလေဂိမ်းလေးဆော်တာကိုတစ်ပင်နေအများကြီးอ่ะချက်ပွိုင်ကွာဆိုတော့ဒီနောလေးမဂိမ်းသွားဆော်နေလိုက်တာဘာမြင်ထနို့နာလောင်းသွားဟိုကနိုဘာဖြစ်အဲ့တော့မဟုတ်ဘူးလေဒီဘက်လာဟာနိုင်သွား